အားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့2026ခုနှစ်မတ်လ12ရက်နေ့ကထုတ်လွှင့်ခဲ့တဲ့ကင်ချီနဲ့မဆာလာတို့ရဲ့အချစ်ဇလန်းလေးအကြောင်းပြောပြပေးသွားမှာဖြစ်ပါတယ်တကယ်တော့ဒါဟာကိုရီးယားကောင်လေးနဲ့အိန္ဒိယကောင်မလေးတို့ရဲ့စိတ်ဝင်စားစရာကောင်းတဲ့အချစ်ဇလန်းလေးပဲဖြစ်ပါတယ်ကဲဇလန်းအစမှာတော့ရှမ်ဘာဆိုတဲ့အိန္ဒိယကောင်မလေးကိုတွေ့မြင်ရမှာပါသူမဟာငယ်ငယ်လေးကလေးကကိုရီးယားကိုအရန်သွားခြင်းနဲ့ယောဂဆွဲကပ်နေခဲ့သူလေးပေါ့ဒီယောဂကကျောင်းကပွဲတစ်ခုကနေစတင်ခဲ့တာပါ။တမိုင်းမှာအိန္ဒိယကတန်မဲလ်ကောင်မလေးရှင်ဘာဘလန်ဟာကိုရီးယားနိုင်ငံကိုသွားပြီးကိုရီးယားဘုရင်နဲ့လက်ထပ်ခဲ့တဲ့ဇာတ်လမ်းရှိပါတယ်။အဲ့ဒီကျောင်းကပွဲမှာသူမကရှင်ဘာဘလန်ဆိုတဲ့ဘုရင်မနေရာကနေပါဝင်တရုတ်ဆောင်ရကစားလို့ကိုရီးယားနိုင်ငံကိုအယူအမှုသွားခြင်းနေခဲ့တော့တာပါပဲ။သူမရဲ့အခန်းလေးထဲမှာဆိုရင်ကိုရီးယားမင်းသားတွေအဆိုတော်တွေရဲ့ပုံတွေနဲ့အပြည့်ပါပဲ။သူမနေထိုင်တဲ့ရွာလေးကအရန်ကိုဝေးကောင်လွန်တော့ဖုန်းလိုင်းအောင်တိတ်မမိရှာပါဘူး။ဒါပေမဲ့ရှမ်ဘာဟာကိုရီးယားတချင်းလေးတွေနားထောင်ခြင်းလို့ဖုန်းလိုင်းမိအောင်စင်ဘော်ကိုတက်ပြီးတချင်းတွေဒေါင်းလော့ဆွဲလေးရှိတဲ့အထိပါပဲ။ရှမ်ဘာမှာသူမအရန်ချီရတဲ့မာနီဆိုရဲ့ချစ်သူကောင်လေးတယောက်လည်းရှိပါတယ်။ဒီနေ့မှာတော့မာနီကရှမ်ဘာကိုမင်းကိုရီးယားကိုအရန်သွားချင်နေတာမလားလို့မေးလိုက်ပါတယ်။ရှမ်ဘာကလည်းဟာကိုကလည်းသွားချင်တာပေါ့လို့ပြန်ဖြေလိုက်တာပေါ့အဲ့ဒီအခါမှာမာနီကဒါဆိုရင်ရွာထိပ်ကဘူဒါယွန်ကိုသွားပြီးကိုရီးယားကိုသွားတဲ့လက်မှတ်ဝေပြီးသွားလီလို့အကြံပေးလိုက်ပါတယ်နောက်တနေ့မနက်မှာတော့ရှမ်ဘာကသူမချစ်သူပြောတဲ့အတိုင်းပဲကြောင်းပုံပြီးဘူဒါယွန်ကိုပြေးသွားကကိုရီးယားကိုသွားမဲ့ယထာကိုစောင့်နေခဲ့ပါတယ်ဒါပေမဲ့မနက်ကနေညနေဝင်တဲ့အထိစောင့်တော့လေယထာကပေါ်မလာခဲ့ပါဘူးဒါနဲ့ပဲအိမ်ကိုစိတ်ညစ်ညစ်နဲ့ပြန်လာခဲ့ရပါတယ်။အိမ်ရောက်တော့သူ့အဖေကဒီလိုနဲ့အချိန်တွေကြာလာပြီးရှမ်ဘာဆိုတဲ့အိန္ဒိယကောင်မလေးဟာအရွယ်ရောက်လာပါတော့တယ်။အရွယ်သာရောက်လာပြီမဲ့ကိုရီးယားကိုသွားခြင်းနဲ့သူမရဲ့အိမ်မက်ကတော့တစ်စက်ကလေးမှမလျော့သွားခဲ့ပါဘူး။ဒီနေ့တော့သူမအမေကအိမ်အောင်ချပေးဖို့သူ့အဖေကိုပြောနေတာကိုကြားသွားပါတယ်။ရှမ်ဘာကအိမ်ကပေးစားတဲ့သူနဲ့မယူချင်လာကြောင်းသူ့ကောင်လေးမာနီကိုခိုးတွေ့ပြီးအိမ်မှာလာပြီးအဖေစီလာတောင်းရန်ပါလို့ပူဇာပါတော့တယ်။ဒါပေမဲ့မာနီကကိုမှာအကျွေးတွေများလို့ရှမ်ဘာကိုလာတောင်းဖို့အစင်မပြေသေးဘူးလို့ညင်းနေတုန်းမှာပဲရှမ်ဘာအဖေရောက်လာပါတော့တယ်။ရှမ်ဘာအဖေကမာနီကိုပါးရိုက်လိုက်ပြီးရှမ်ဘာကိုအိမ်ပြန်ခေါ်လာခဲ့ပါတယ်။ဒါပေမဲ့ရှမ်ဘာကသူ့အဖေလက်ကိုအတင်းပြန်ဆွဲပြီးအဖေသမီးကိုနဲ့ပဲနေချင်တယ်လို့ငိုယိုပြီးပြောလိုက်တာကြောင့်သူ့အဖေလည်းစိတ်ပြက်ပြီးရှမ်ဘာကိုလှုပ်ပေးလိုက်ပါတော့တယ်။ဒီလိုနဲ့ရှမ်ဘာကသူ့ကောင်လီနောက်ကိုလိုက်ပြီးတခြားမြို့ကိုပြောင်းနေလိုက်ကြပါတယ်။လအနှဲငယ်လောက်ကြာပြီးတဲ့နောက်မှာတော့မာနီဟာအလုတ်အကင်တွေအစင်မပြေဖြစ်လာပါတယ်။အဲ့ဒီအခါရှမ်ဘာကိုခေါ်ပြီးကိုတို့တဲလေးရဲ့အိမ်မက်ဖြစ်တဲ့ကိုရီးယားကိုဘန်မှာချင်းငွေယူပြီးတွားကြမယ်အလုတ်လုတ်ပြီးပတ်စံရှာကြမယ်လေနော်တဲလေးတို့အတန်ချိုလေးနဲ့ပြောလာပါတယ်ရှမ်ဘာကလည်းသူ့ကိုပြောတဲ့စကားကိုယုံကြည်ပြီးဟုတ်ကိုလို့လက်ခံလိုက်ပါတယ်နောက်တနေ့မှာတော့မာနီကအင်ဂျင်စီတွေနဲ့လောက်စရာလေးတွေရှိသေးတယ်ဆိုတဲ့အကြောင်းပြနဲ့လေရင်ကိုရှမ်ဘာတယောက်တည်းအရင်တွားခိုင်းလိုက်ပါတယ်လန်တဝက်ရောက်တော့ရှမ်ဘာကကားပေါ်ကနေမာနီကိုဖုန်းခေါ်ပြီးကိုမလာသေးဘူးလားလို့မေးလိုက်ပါတယ်။မာနီကခဏလေးလာတော့မယ်နော်လို့ပြောပြီးလေရင်ပေါ်ကိုအရင်တက်ခိုင်းလိုက်ပါတယ်။လေရင်ပေါ်ရောက်လို့ရှမ်ဘာကဖုန်းပြန်ခေါ်တဲ့အခါမှာလေလာသေးပြီလို့ပဲထပ်ပြောပါတယ်။ရှမ်ဘာကကိုရီးယားကိုသွားတော့မှမို့လို့နှုတ်ဆက်ဖို့သူ့မိဘတွေကိုဖုန်းခေါ်လိုက်ပါတယ်။အဲ့ဒီအခါဖုန်းကင်လိုက်တဲ့သူမအမေကတုံလွတ်စရာသတင်းတစ်ခုကိုပြောပြလိုက်ပါတယ်။အဲ့ဒါကသူမချစ်သူမာနီဟာသူမအဖေစီကနေပတ်စံတွေယူပြီးသူမအဖေကိုပါမောက်မာနဲ့မောင်းထုတ်ခဲ့တယ်ဆိုတာပါပဲအဲ့ဒီအချိန်ကြမှာရှမ်ဘာတယောက်သူမချစ်သူကသူမကိုတစ္ဆာဖောက်သွားခဲ့ပြီးဆိုတာကိုသဘောပေါက်သွားပါတော့တယ်မာနီကိုဖုန်းပြန်ခေါ်ဖို့ကြိုးစားပေမဲ့အရန်ကိုနောက်လဲသွားခဲ့ပါပြီလေရင်ကစတင်ထွက်ခွာသွားခဲ့ပါပြီသူမအရန်သွားခြင်းခဲ့ကိုရီးယားနိုင်ငံကိုရောက်လာခဲ့ပြီမဲ့သူမအရန်ယုံကြည်ပြီးချီရတဲ့ကောင်လေးရဲ့သစ္စာဖောက်ခြင်းကိုခံရလိုက်တာကြောင့်ဝမ်းနဲ့ကေကွဲစွာနဲ့ငိုကြွေးနေရပါတော့တယ်။ရှမ်ဘာဟာမျက်ရည်တွေကိုထုတ်ပြီးလေရင်အပြင်ဘက်ကိုထွက်လာတဲ့အခါမျက်လှည့်စရာတယောက်ကသူမကိုမျက်လှည့်ပြပြီးစာလေးတစ်စောင်ပေးလိုက်ပါတယ်။စာရွက်ထဲမှာ When you think it's end, it's begin ဆိုပြီးရေးထားပါတယ်။အဲ့ဒီစာလေးကြောင့်ရှမ်ဘာဒီလောက် motivation တွေပြန်ရလာပြီး taxi ငှားပြီး hotel ကိုထွက်လာခဲ့ပါတယ်။
ကနေ့မှာတော့ရှမ်ဘာကသူ့ခံစားနေရတဲ့ဝေဒနာတွေကိုခဏတာမေ့ပစ်ခြင်းလို့ကိုရီးယားမှာအရန်နာမည်ကြီးတဲ့ဆိုဂျူဆိုင်တစ်ဆိုင်မှာအရက်ဝင်တောက်နေခဲ့ပါတယ်အဲ့ဒီအချိန်ဆိုင်ရှိမှာစုံတွဲနှစ်ယောက်ရန်ဖြစ်နေပြီးကောင်လေးကကောင်မလေးကိုပါးရိုက်လိုက်တာကိုသူမမြင်သွားပါတယ်။အဲ့ဒီမြင်ကွင်းကသူမရစင်းအောင်မာနီရဲ့တစ္ဆာဖောက်ခြင်းကိုပြန်အမှတ်ရစေပြီးဒိုးသားတွေပောက်ကွဲထွက်လာပါတော့လေ။စိတ်မထိန်နိုင်တော့ရှမ်ဘာကအဲ့ဒီကိုရီးယားကောင်လေးစီဒိုးသားတွေပုံချပြီးအားရပါရပါးရိုက်ပစ်လိုက်ပါတယ်။တိတ်မကြခင်မှာပဲနိုင်ငံသားတယောက်အနေနဲ့ကိုရီးယားနိုင်ငံမှာတစိန်တယောက်ကိုပါးရိုက်မှုနဲ့ရှမ်ဘာတယောက်ထဲထဲရောက်ထားပါတော့တယ်။အဲ့ဒီအချိန်မထင်မှတ်တာပဲကိုရီးယားကောင်လေးတယောက်ရောက်လာပြီးသူမကိုထဲထဲကနေကယ်ထုတ်ပေးခဲ့ပါတယ်။ If you sign, you can leave. If you don't sign, you will stay here. I will go. I will sign. Where I sign? အပြင်ဘက်ကိုရောက်တော့ရှမ်ဘာကဘာဖြစ်လို့ကျမကိုကယ်ခဲ့တာလဲခမ ्या ကဘသူလဲလို့မေးလိုက်တဲ့အခါသူ့နာမည်ကဟော်ကျွန်းကျဲဖြစ်ကြောင်းသိလိုက်ရပါတယ်။နောက်တစ်နေ့မှာတော့အေဂျင်စီတွေကနေအလုပ်သွားရှာတဲ့အခါစာချုပ်ထဲကလိပ်စာဟာဟိုကယ်ကုမ္ပဏီအတူကြီးထင်မှန်သူမသိလိုက်ရပြန်ပါတယ်။ဒီလိုနဲ့စိတ်ညစ်ညစ်နဲ့လွှဲပြန်လာခဲ့ရပါတယ်။ဒါပေမဲ့လမ်းမှာမထင်မဲ့ပဲဟော်ကျွန်းကျဲနဲ့ထပ်ဆုံကြပါတယ်။အဲ့ဒီကနေတယောက်နဲ့တယောက်စကားပြောရင်ခင်မင်ရင်းနှီးလာကြပါတယ်။တနေ့မှာတော့ရှမ်ဘာဟာအလုပ်လဲမရပတ်စံလဲပြက်သွားတော့ဟိုတယ်အခန်းကမပေးနိုင်တော့ဟိုတယ်ကနေဆင်းပေးလိုက်ရပါတယ်။အဲ့ဒီအချိန်ဟိုကျွန်းကျဲရောက်လာပြီးရှမ်ဘာကိုသူတို့ရင်ပေးမှရှိတဲ့အခန်းတစ်ခန်းငှားပေးလိုက်ပါတယ်။ရှမ်ဘာဟာနေတိုင်းအလုပ်ထွက်ရှာပေမဲ့အလုပ်ကတော့မရခဲ့ပါဘူး။ကိုရီးယားနိုင်ငံမှာသူတို့နိုင်ငံသားတွေတောင်အလုပ်ရှာရတာခက်ခဲနေတဲ့အချိန်ကိုကံကောင်းစွာနဲ့မယ်တနေ့မှာတော့ဟောကျွန်းကျဲရဲ့အကူအညီနဲ့ရှင်ဘာဟာအရာပေါ်မှာလဲနေရတဲ့အဖွားအိုတယောက်ကိုတန်ရှင်းရေးလုပ်ပြီးအချိန်မှန်ထမင်းကျွေးပြီးအိမ်တန်ရှင်းရေးလုပ်ရတဲ့အိမ်ဖော်အလုပ်ကိုရသွားခဲ့ပါတယ်။ဒါပေမဲ့အလုပ်လုပ်တဲ့တတိယနေ့မှာတင်မထင်မှတ်ထားတဲ့အရာတစ်ခုထိပြက်ခဲ့ပါတယ်။သူမအိမ်အောက်ထပ်မှာတန်ရှင်းရေးလုပ်နေတော့အဖွားအိုရဲ့အခန်းထဲကနေအသံတစ်ခုကြားလိုက်ရပါတယ်။ဒါကြောင့်အိမ်ပေါ်ကိုအမြန်တက်ပြီးအခန်းတကားရှိကနေခိုးလာထောင်ကြည့်တဲ့အခါအခန်းထဲမှာလူတစ်ယောက်လှုပ်ရှားနေတာကိုသိလိုက်ရပါတယ်။သူမချက်ချင်းပဲတကားကိုဖွင့်ဝင်လိုက်တဲ့အခါမှာတော့အိယာပေါ်မှာလဲနေတဲ့ဆိုတဲ့အဖွားကြီးကတကြားလုံးခိုးစားနေတာကိုပတ်ပင်းမိသွားပါတော့တယ်။ရှင်ဘာဘာစကားမှမပြောနိုင်ခင်မှာပဲအဖွားကြီးကရှင်ဘာကိုထိုင်ကုန်ပေါ်ကိုတွန်းချလိုက်ပြီးငါသားကိုပညာပြခြင်းလို့ဖျားဟန်ဆောင်နေတာပါလို့ဖွင့်ပြောပြလိုက်ပါတယ်။ဒီလိုနဲ့ရှင်ဘာဟာယုံကြည်ရတဲ့လူဖြစ်သွားလို့အဖွားကြီးလည်းဟန်မဆောင်တော့ပဲသူသွားချင်နေတဲ့နေရာတွေကိုသွားဖို့ရှင်ဘာကိုပါအဖော်ခေါ်ပါတော့ပဲ။သူတို့နှစ်ယောက်ဟာ shopping တွေထွက်ဈေးထဲလျှောက်သွားပြီးမွန်းဒီဆိုင်ရင်အရန်ကိုခင်မင်ရင်းနှီးလာကြကတားမီဒီလိုတန်ရိုးစင်တွေ့လာပါတော့တယ်။တနေ့မှာတော့အဖွားကြီးကသူ့မထက်ချင်တဲ့စန္ဒတစ်ခုရှိကြောင်းရှင်ဘာကိုပြောပြပါတယ်။သူ့အိမ်မက်ကတားဖြက်သူအပေါ်မိခိုးမနေပဲကိုပိုင်စားတောက်ဆိုင်လေးဖွင့်ပြီးအေးချမ်းချမ်းဖြတ်တန်းချင်တယ်ဆိုတာပါပဲ။အဲ့ဒီအခါရှင်ဘာကသူမရှိမှရှိတဲ့ရွှေဆွဲကြိုးလေးကိုဖြုတ်ပြီးအဖွားရဲ့စားတောက်ဆိုင်အတွက်မတီးပေးဖို့ကြိုးစားပါတယ်။ဒါပေမဲ့အဖွားကြီးကညင်းလိုက်ပြီးသူမရှိမှဆိုင်ခန်းခွင့်ဖို့လုံလောက်တဲ့ပတ်စံရှိကြောင်းပြောပြပါတယ်။ဒီလိုနဲ့ဆိုင်ကန်းဆရှာကြပါတယ်။ဟောကျွန်းကျဲကိုအကူအညီတောင်းပြီးသူတို့၃ယောက်မြို့ထဲကိုပတ်ရှာကြပေမဲ့ချက်ချင်းမတွေ့ခဲ့ပါဘူး။နောက်ဆုံးမှာတော့ရဲအရာရှိပိုင်ဆိုင်တဲ့ဆိုင်ကန်းလေးကိုတောင်းပန်ပန်နဲ့ငှားနိုင်ခဲ့လို့၃ယောက်သားအရန်ကိုပျော်ရွှင်ခဲ့ကြပါတယ်။ဆိုင်အထွက်ပြင်ဆင်မှုတွေလုပ်ပြီးလို့ဆိုင်ဖွင့်ပွဲနေ့ကိုရောက်လာပါပြီ။ကျွန်းကျဲကရှင်ဘာကိုဖဲကျိုးဖြတ်ဖို့ပြောတဲ့အခါရှင်ဘာကခဏလေးဆောင်ငါတငယ်ချင်းတွေလာနေပြီလို့ပြန်ပြောလိုက်ပါတယ်။ကျွန်းကျဲကအံ့ဩသွားပြီးကိုရီးယားမှာငါအပြင်တခြားတငယ်ချင်းတွေရှိလို့လားလို့မေးလိုက်တဲ့အခါရှင်ဘာကရှိတာပေါ့လို့ရဲရဲတင်းတင်းပြန်ဖြေလိုက်ပါတယ်။တကယ်တော့ရှင်ဘာဘရိုတဲ့တငယ်ချင်းတွေဆိုတာလမ်းဘေးမှာသူမအမြဲတွေ့နေရတဲ့တယော်တီးအရန်တော်တဲ့သူတယောက်ရဲ့သူမအခန်းပေါ်မှာဒရာနဲ့ဂီတအကျယ်ကြီးတီးလို့သူမသွားစုဖူးတဲ့လူနှစ်ယောက်ရဲ့ပြီးတော့ဆိုဂျူဆိုင်ရှေ့မှာသူမဝင်ကယ်ခဲ့တဲ့ကောင်မလေးလိုပဲဖြစ်ပါတယ်။သူတို့ရဲ့ဆိုင်လေးဟာတနေ့ထက်တနေ့အရန်ကိုရောင်းကောင်းလာပါတယ်။တနေ့မှာတော့ဟောကျွန်းကျဲဖွင့်ထားတဲ့ YouTube Channel မှာတချင်းဗီဒီယိုတင်ဖို့ရှင်ဘာကအကြံပေးခဲ့ပါတယ်။ဒါနဲ့ပဲရှင်ဘာတငယ်ချင်းတွေနဲ့ music band လေးတစ်ခုဖွဲ့ပြီးတချင်းလေးတွေဖန်တီးခဲ့ပြီး YouTube မှာတင်ခဲ့ကြပါတယ်။
သူတို့ကြိုးကြိုးဆားဆားဖန်တီးထားတဲ့တချင်းဗီဒီယိုလေးဟာလူတွေကြားမှာရုတ်တရက်ပေါက်သွားခဲ့ပါတယ်။ကိုရီးယားကနာမည်ကြီး agency တစ်ခုကနေသူတို့ကိုဆက်သွယ်လာတဲ့အထိပါပဲ။အားလုံးအယံဝမ်းတာခဲ့ပြီးမဲ့ပြဿနာတစ်ခုရှိနေပါတယ်။အဲ့လာကနာမည်ကြီး agency တွေစီပေးဖို့အတွက် professional ကြတဲ့ music video ထုတ်ဖို့ပတ်စံမရှိတာကြောင့်သူတို့တငယ်ချင်းတတိုက်စိတ်တက်ကြပြီးဝမ်းနည်းနေကြရပါတယ်။အဲ့ဒီလိုဝမ်းနည်းနေတဲ့တငယ်ချင်းတွေကိုကြည့်ပြီးရှင်ဘာကကူညီပေးမယ်လို့ဆုံးဖြတ်လိုက်ပါတယ်။ရှင်ဘာဟာအဖေစီမှာတင်နေတဲ့အကျွေးဆက်ဖို့စုထားတဲ့ငွေတွေကိုထုတ်ဖို့အဖွားကြီးအိမ်ကိုသွားလိုက်ပါတယ်။အဖွားကြီးကတငယ်ချင်းတွေကိုကူညီထက်အဖေကိုအရင်ကူညီတဲ့တယ်လို့တားပြီးမဲ့ရှင်ဘာကအဖေကိုအခုပတ်စံတွေပို့လိုက်ရင်အဖေအတလာဘာမှကြီးကြီးမားမားပြောင်းလဲသွားမှာမဟုတ်ဘူး။ဒါပေမဲ့ဒီတငယ်ချင်းတွေကိုကူညီလိုက်ရင်သူတို့ရှေ့ရေးအတွက်ကြီးမားတဲ့အောင်မြင်မှုတွေရနိုင်တယ်လို့ရှင်းပြလိုက်ပါတယ်။အဲ့ဒီအခါကျမှအဖွားကြီးလည်းနားလည်သွားပြီးပတ်စံတွေကိုထုတ်ပေးလိုက်ပါတယ်။ရှင်ဘာကပတ်စံကိုယူပြီးအိမ်အောက်ကိုဆင်းလာတဲ့အချိန်မှာအဖွားကြီးရဲ့သားရှင်ဘာရဲ့တယိုးကရေတခွက်ခတ်ပါလို့ခေါ်ပါတယ်။အဲ့ဒီအချိန်မှာတယိုးကတော်ကရှင်ဘာကိုအမြင်မကြည့်နိုင်နဲ့ရှင်ဘာရဲ့အိတ်ကိုဝင်စစ်လိုက်ပါတယ်။အိတ်ထဲမှာပတ်စံအထုပ်လိုက်ကိုမြင်သွားတဲ့အခါသူတို့ပတ်စံကိုရှင်ဘာခိုးသွားတယ်ဆိုပြီးဆွတ်ဆွဲဆဲဆိုပါတော့တယ်။အဲ့ဒီအချိန်မှာပဲအဖွားကြီးဟာတားဖြစ်သူမသိအောင်ဖျားဟန်ဆောင်နေတာကိုစက်မဟန်ဆောင်နိုင်တော့ပဲထွက်လာပြီးရှင်ဘာဘက်ကနေရက်တီပေးပါတော့တယ်။တယိုးကရှင်ဘာကိုအလုတ်ထုတ်ပြီးနင်ချလိုက်တဲ့အချိန်မှာအဖွားကြီးကသူ့ပတ်စံလေးကိုရှင်ဘာကိုယူသွားခိုင်းလိုက်ပါတယ်။ရှင်ဘာထွက်သွားပြီးတဲ့နောက်မှာတော့အဖွားကြီးနဲ့သူမရဲ့သားဆက်ပြီးစကားများကြရဲ့နဲ့မထင်မှတ်ထားပဲအဖွားကြီးရဲ့တကယ်ရိုးကဖောက်လာပြီးမူးလဲသွားပါတော့တယ်။အဖွားကြီးကိုချက်ချင်းဆေးရုံပို့လိုက်ရပါတယ်။ဒီသတင်းကိုရှင်ဘာတီးတီချင်းဆေးရုံကိုပြေးလိုက်သွားပါတယ်။ဆေးရုံရောက်တော့အဖွားကြီးရဲ့သားကရှင်ဘာကိုအတွင်းဝင်ခွင့်မပေးပါဘူး။ဒါပေမဲ့ရှင်ဘာကဒူးထောင်းပြီးငိုယိုတောင်းမှလို့နောက်ဆုံးမှအတွင်းဝင်ခွင့်ပေးလိုက်ရပါတယ်။ရှင်ဘာကအဖွားကြီးနားမှာထိုင်ပြီးလက်ကိုစွတ်ကင်ကကြီးစုတင်စကားတွေကိုမျက်ရည်တွေနဲ့တစ်ဖက်ဖက်ပြောပြနေခဲ့ပါတယ်။စီးရုံကနေအပြန်မှာတော့ရှင်ဘာဟာဟော်ကျွန်းကျယ်စီသွားပြီးတငယ်ချင်းတွေအတွက်လိုအပ်နေတဲ့ပတ်စံတွေကိုအပ်ပေးလိုက်ပါတယ်။ဟော်ကျွန်းကျယ်နဲ့တငယ်ချင်းတွေဟာအယမ်းပျော်သွားပြီးရှင်ဘာကိုဖတ်လိုက်ကြပါတယ်။ဒီလိုနဲ့သူတို့ရဲ့ music video လေးကိုပျော်ပျော်ရွှင်ရွှင်နဲ့ရိုက်ကူးနိုင်ခဲ့ကြပါတယ်။ဒါပေမဲ့နောက်တစ်နေ့ရိုက်ကူးနေတော့မှပဲရှင်ဘာဖုန်းစီကို message တစ်စောင်ဝင်လာပါတယ်။ဖွင့်ကြည့်လိုက်တဲ့အခါသူတို့ရွာမှာမိုးတင်တန်းစွာရွာလို့မြေပြိုရွာအိမ်လန်းတွေပြိုကျပြီးလူတော်တော်များများတန်ရာရသေဆုံးနေဆိုတဲ့သတင်းဆိုးကြီးခင်နေပါတယ်။အဲ့ဒီအချိန်မှာရှင်ဘာဟာဘာကိုမှမစင်းစားနိုင်တော့ပဲအထုပ်ပေါ်ပြင်ပြီးအိန္ဒိယကသူမရွာလေးကိုချက်ချင်းလေရင်နဲ့ပြန်သွားပါတော့တယ်။သူမအယမ်းချစ်ရတဲ့ကိုရီးယားကတငယ်ချင်းတွေကိုပါအတိမပေးနိုင်ပဲအရေးတကြီးထွက်သွားခဲ့တာပါ။ရွာကိုရောက်တာနဲ့မိဘတွေကိုအရင်ဆုံးလိုက်ရှာပါတယ်။ကံကောင်းစွာနဲ့ပဲသူ့အဖေနဲ့အမေကိုဆေးရုံမှာကြမ်းကြမ်းမာမာနဲ့ပြန်တွေ့ရလို့မျက်ရည်တွေနဲ့ပြေးဖတ်လိုက်ပါတော့တယ်။ရွာအခြေအနေပြန်ကောင်းလာတဲ့အခါမှာတော့မိသားစုတွေအိမ်ကိုပြန်ကြပါတယ်။ရက်နဲ့အနှဲငယ်ကြပြီးတဲ့နောက်မှာတော့ရှင်ဘာလုံးဝမထင်မှတ်ထားတဲ့အရာတစ်ခုဖြစ်လာပါတယ်။ကိုရီးယားကသူမတငယ်ချင်းတွေကသူမကိုရွာအထိလိုက်ရှာပြီးရောက်လာကြတာပါ။ရှင်ဘာရဲ့အိမ်မှာလာလဲကြပြီးထမင်းတွေလည်းပျော်ပျော်ရွှင်ရွှင်အားရပါရစားကြပါတယ်။နောက်တစ်နေ့မှာတော့ဟော်ကျွန်းကျယ်လဲရှင်ဘာတို့ဟာရွာကရေတခွန်နားမှာရပ်ပြီးစကားပြောနေပါတယ်။ကျွန်းကျယ်ကဘာသာပြန်စလီကိုဖွင့်ပြီးအဖွားကြီးရဲ့အတန် message တလေးကိုရှင်ဘာကိုဖွင့်ပြလိုက်ပါတယ်။အဲ့ဒီအတန်လေးထဲမှာအဖွားကြီးကသမီးလေးလိုချစ်ရတဲ့ရှင်ဘာကိုကိုရီးယားမှာရှိတဲ့ဆိုင်ကိုလွှဲပြောင်းပေးခဲ့တယ်လို့ပြောထားပြီးအဖွားကြီးကွယ်လွန်သွားပြီးဖြစ်ကြောင်းသိလိုက်ရပါတယ်။နောက်တစ်နေ့မှာတော့ရှင်ဘာစိတ်မကောင်းဖြစ်နေလာကိုသူ့အဖေကမြင်သွားပါတယ်။အဖေဖြစ်သူကသမီးနာကိုသွားပြီးသမီးရဲ့အသက်လာအိမ်မက်ဖြစ်တဲ့ကိုရီးယားမှာနေထိုင်ခွင့်ကိုခွင့်ပြုလိုက်ပြီးဖြစ်ကြောင်းပြောပြလိုက်ပါတယ်။ဒီလိုပဲဖုံးလိုင်းတောင်တိတ်မမိနေတဲ့အိန္ဒိယရွာငယ်လေးကတောသူမလီရှင်ဘာရဲ့ကိုရီးယားရွှေအိမ်မက်ကတကယ်ဖြစ်လာခဲ့ပြီးရှင်ဘာတယောက်ကိုရီးယားနိုင်ငံမှာပျော်ရွှင်စွာဆက်လက်နေထိုင်သွားပါတော့တယ်။အဆုံးထိကြည့်ပေးတဲ့အတွက်အားလုံးကိုကျေးဇူးအထူးတင်ကြောင်းပြောကြားရင်းနဲ့ပဲနှုတ်ဆက်လိုက်ပါတယ်။အော်ဒါနဲ့ like and share ပေးဖို့လည်းမမိနဲ့အောင်နော်။